နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်အထူးအရေးကြီးဟုဖိလစ်ပိုင်နိုင်ငံကတောင်းဆိုလူထုခေါင်းဆောင်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ကျန်ရှိနေသေးသည့်နိုင်ငံရေးအကျဉ်းသားအားလုံးကိုပြန်လွှတ်ပေးရန်အထူးအရေးကြီးကြောင်းဖိလစ်ပိုင်နိုင်ငံကယမန်နေ့ကြေညာချက်ထုတ်ပြန်၍ထပ်မံတိုက်တွန်းတောင်းဆိုလိုက်သည်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်သည့်ကြေညာချက်တွင်မြန်မာနိုင်ငံ၏သမ္မတဦးဝင်းမြင့်ကိုပြန်လွှတ်ပေးခဲ့ခြင်းနှင့်အကျဉ်းသားများကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းအပေါ်ကြိုဆိုကြောင်းဖော်ပြထားသည်ယခုဖြစ်ပေါ်တိုးတက်မှုများသည့်မြန်မာနိုင်ငံတွင်ယုံကြည်မှုတည်ဆောက်ရန်နှင့်အားလုံးပါဝင်နိုင်သည့်ဆွေးနွေးပွဲများဖြစ်ပေါ်လာရန်အတွက်အပြုသဘောဆောင်သည့်ခြေလှမ်းတစ်ခုဖြစ်ကြောင်းဖိလစ်ပိုင်အစိုးရကအသိအမှတ်ပြုထားသည်သို့တော်လည်းအမျိုးသားအဆင့်ဆွေးနွေးပွဲများကိုအပြည့်အဝရှေ့ဆက်နိုင်ရန်အတွက်ဒေါ်အောင်ဆန်းစုကြည်နှင့်တခြားသောနိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန်အလွန်အရေးကြီးကြောင်းမှတ်ချက်ပြုခဲ့သည့်နိုင်ငံသားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဒေါ်အောင်ဆန်းစုကြည်နှင့်ကျန်ရှိနေသည့်နိုင်ငံရေးအကျဉ်းသားများအထူးသဖြင့်တက်ကြီးရွယ်အိုများနှင့်ကျန်းမာရေးမကောင်းသူများကိုပြန်လွှတ်ပေးရန်မှာအထူးပင်အရေးကြီးကြောင်းဖိလစ်ပိုင်နိုင်ငံကထပ်လောင်းပြောကြားလိုပါသည်ထို့သောလှုပ်ဆောင်ခြင်းသည်အဓိပ္ပာယ်ရှိသောအမျိုးသားအဆင့်ဆွေးနွေးပွဲများဖြစ်ပေါ်လာရန်နှင့်အာဆီယံ၏ဘုံသဘောတူညီချက်9ရပ်ကိုအပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက်အလွန်အရေးပါသည်ဟုရေးသားထားသည်ထို့အပြင်မြန်မာနှစ်တကူခါသမယတွင်မြန်မာနိုင်ငံကဦးဆောင်သည့်ငြိမ်းချမ်းပြီးအားလုံးပါဝင်နိုင်သောနိုင်ငံရေးဖြစ်စဉ်တစ်ခုပေါ်ပေါက်လာစေရန်အတွက်စေတနာရှိထားသည့်လှုပ်ဆောင်ချက်များနှင့်အပြုသဘောဆောင်သောထိတွေ့ဆက်ဆံမှုများထပ်မံရှိလာလိမ့်မည်ဟုမျှော်လင့်ကြောင်းလည်းဖိလစ်ပိုင်နိုင်ငံကပြောဆိုသည်ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းမြင့်တို့သည်2021ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်အကြမ်းဖက်စစ်တပ်၏စစ်အာဏာသိမ်းမှုအတွင်းမတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်